ဆေးမတိုးဘူးဆိုတဲ့ရာခိုင်နှုန်းက15ရာခိုင်နှုန်းအောက်ရှိရမယ်။အဲမဲ့ကုသပျောက်ကင်းမှုကိုပြန်ပြီးတော့စစ်ဆေးကြည့်ရင်85ရာခိုင်နှုန်းနဲ့အထက်ပြောက်ရမယ်။အဲ့ဒီဆေးအတွဲကိုပဲကျွန်တော်တို့ကရွေးချယ်ရအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အဆိုင်လမ်းကြောင်းအသေးစိတ်လမ်းကြောင်းနဲ့မုံချိုယောဂတစ်ခုသမားတော့ဒေါက်တာငင်းကိုရင်ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်အဆိုင်ပိုးကုသမှုဘယ်လိုဆေးတွေကိုအသုံးပြုပြီးကုသသင့်တယ်ဘယ်လိုမျိုးရွေးချယ်ရမယ်ဆိုတဲ့အချက်တွေကိုဆွေးနွေးပြသွားမှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်မြန်မာနိုင်ငံမှာရောဆေးမတိုးတဲ့ပြဿနာတွေကိုလေ့လာထားပြီးသားရှိသလားရှိပါတယ်နော်ရှိတယ်ဟိုတိတ်အများကြီးတနိုင်ငံလုံးတိုင်းတာနေနဲ့ဒါမလုံးနိုင်သေးပေမဲ့ကျွန်တော်တို့နိုင်ငံမှာလည်းဒီလိုချက်လက်တွေဒေတာတွေရှိပါတယ်ပထမဆုံးအမတော်များများအေးတို့2005ခုနှစ်ကတည်းကလေ့လာခဲ့တာကတော့တွေ့ရှိချက်ကတော့ Clarithromycin ဆေးမတိုးတာ7.5 ရာခိုင်နှုန်းရှိမက်ထရိုနီဒါဆိုဆေးမတိုးတာက2005လောက်ကတည်းက54.2 ရာခိုင်နှုန်းအမောက်ဆက်ဆက်လင်းမတိုးတာဒီ8.3 ရာခိုင်နှုန်းရှိတယ်ဆိုပြီးတော့တွေ့ထားတယ်ပေါ့နော်2005ခုနှစ်မှာအမားတို့ကပဲ2014မှာထပ်ပြီးတော့လေးလာတော့ဒါမဲ့ကတော့အဲ့တုန်းကဆိုင်ဘိုးပေါအောင်မွေးတယ်မွေးရတာမှာတော့30လောက်ပဲရတယ်ပေါ့နော်အဲ့ရ data ကတော့အဲ့30ပေါ်မှာမူတည်ပြီးတော့တွေ့ရှိတဲ့ data ပေါ့နော် Clarithromycin ဆေးမတိုးတာက63ရာခိုင်နှုန်းလောက်ဖြစ်နေပြီ2014မှာပေါ့နော်မက်ထရိုနီဒါဆိုဒီ30မှာ30သလုံးမက်ထရိုမတိုးတော့ကျွန်တော်မြန်မာနိုင်ငံမှာတော်တော်များများလက်သတိထားမိမယ်မက်ထရိုဆိုတဲ့ဆေးကတော်တော်များများလွယ်တကူတောက်နေကြတယ်အဲ့ပြဿနာတော်တော်ကြီးမယ်နော်ပြီးတော့အမောက်ဆက်ဆက်လင်းဆေးမတိုးတာတော့အဲ့တော့မတွေ့ဘူးတဲ့မရှိဘူးတဲ့လို့ပြောနော် levofloxacin ဆေးမတိုးတာတော့မရှိဘူးဆိုပြီးတော့ဒီ30ပေါ်မှာမူတည်ပြီးတော့ဖြေထုတ်ထားတယ်ဒါပေမဲ့နောက်ပိုင်းနေမှာလည်းပိုတော့ဆေးမတိုးတဲ့ပြဿနာတိုးလာမှာတော့သိကြတယ်နောက်တစ်ခုကတော့2020ခုနှစ်မှာပေါ့နော်ရှာခွန်ကြီးတို့လေ့လာခဲ့တဲ့လေ့လာတွေ့ရှိချက်ရတော့68လူနာပေါ့လူနာ68ယောက်လောက်နဲ့နောက်မှာအစာ Clarithromycin ဆေးမတိုးတာတော့အဲ့ဒီမှာသူကတော့ molecular method လိုဟာမျိုးနဲ့လေ့လာထားခဲ့တာ6.1 ရာခိုင်နှုန်းလောက်ရှိရလို့တွေ့ရတယ်ပေါ့နော်နောက်ထပ်ကျွန်တော်မြန်မာနိုင်ငံကဆရာတွေနဲ့ပဲဆရာမဒေါ်တန်းတန်းကြီးဆရာကျော်ထက်တို့နဲ့နောက်ဂျပန်ကဆရာတွေနဲ့တွဲပြီးတော့ထုတ်ပြန်ခဲ့တယ်အဲ့ဒီမှာတော့ Clarithromycin ဆေးမတိုးတာ9.9 ရာခိုင်နှုန်းနော်မက်ထရိုနီဒါဆိုဆေးမတိုးတာအဲ့မှာ80ရာခိုင်နှုန်းလောက်တွေ့ရတယ်နော်အမောက်ဆက်ဆက်လင်းဆေးမတိုးတာတော့4.6 ရာခိုင်နှုန်းပဲ levofloxacin ဆေးမတိုးတာ33.8 ရာခိုင်နှုန်းအဲ့ဒီလေးလာတွေ့ရှိချက်မှာတော့65မျိုးလောက်တော့အဲ့မှာပေါက်ခဲ့တယ်အဲ့65မျိုးစားပုံမှာမူတည်ပြီးတော့ဒီຢာကိုတွက်ထုတ်တာဖြစ်တယ်ပေါ့နော်အဲ့ဒါ2022လောက်မှာရတဲ့ data ပေါ့အဲ့ဒီတော့ကျွန်တော်တို့မြန်မာနိုင်ငံအနေထားရတော့ဟိုဆေးမတိုးတဲ့အနေထား15ကျော်တဲ့ဟာကတော့ရှိနေတယ်ပေါ့နော် Clarithromycin ဆိုရင်တော့ဟိုနဲတာထွက်လိုက်များတာထွက်လိုက်ပေါ့မက်ထရိုနီဒါဆိုရင်တော့ဆေးမတိုးတဲ့အနေထားကတော့များတယ် levofloxacin ဆိုရင်လည်းဆေးမတိုးတဲ့အနေထားကများတဲ့ဟာထွက်တာရှိတယ်ဆေးမတိုးတဲ့အနေထားတော့မတွေ့တဲ့ဟာလေးလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီကိုဗစ်ဖြစ်ပြီးနောက်ပိုင်းမှာတော့ပိုးသက်ဆေးတွေကပို့ပြီးတော့အလွယ်တကူသုံးလာကြတယ်သုံးလာကြတော့ဒီ Clarithromycin တို့ azithromycin ဆိုတဲ့ဟာအုပ်စုဖြစ်တယ်အဲ့တော့ azithromycin ဟာတွေကိုတောက်ထားဘူးတဲ့လူနာတွေမှာလည်း Clarithromycin အုပ်စုကိုဆေးမတိုးတဲ့ပြဿနာကဖြစ်နိုင်ကြီးကများနေတယ်ပေါ့နော်အဲ့တော့ဒါဆေးမတိုးတဲ့ပြဿနာမြန်မာနိုင်ငံမှာဘယ်လောက်ရှိနိုင်လဲဆိုတော့လက်ရှိလက်လန်းမီသလောက်တွေ့ရှိရတဲ့ data ကိုကျွန်တော်တို့ချပြတာဖြစ်တယ်အဲ့ဒီတော့တကယ်ကုသလိုက်တော့ရောပျောက်ကင်းရလားပေါ့နော်ဆေးမတိုးဘူးဆိုတဲ့ရာခိုင်နှုန်းက15ရာခိုင်နှုန်းအောက်ရှိရမယ်အဲ့မဲ့ကုသပျောက်ကင်းမှုကိုပြန်ပြီးတော့စစ်ဆေးကြည့်ရင်85ရာခိုင်နှုန်းနဲ့အထက်ပျောက်ရမယ်အဲ့ဒီဆေးအတွဲကိုပဲကျွန်တော်တို့ကရွေးချယ်ရအဲ့တော့ကုသပျောက်ကင်းမှုရှိလာတော့ the standard triple therapy ဆိုတဲ့အရင်ကတော့ PPI ဆိုတဲ့ acid ချတဲ့ဆေးရဲ့အမောက်ဆဲရဲ့ Clarithromycin လိုဟာမျိုးနဲ့ပေးခဲ့တာပေါ့အဲ့တော့2014လောက်မှာတော့ပျောက်ကင်းမှုရာခိုင်နှုန်းကကောင်းတယ်ပေါ့နော်95ရာခိုင်နှုန်းလောက်ပျောက်တယ်ပေါ့နော်ဒါပေမဲ့10ရက်လောက်ပဲပေးရင်တော့69ရာခိုင်နှုန်းလောက်ပဲပျောက်တယ်ပေါ့အဲ့ဒီမှာထက်ပြီးတော့ကျွန်တော်ဆွေးနွေးရမှာတချို့ပိုးသက်ဆေးကိုready made combination လေးတွေရှိတယ်အဲ့ဒီမှာကတော့ဟို9ရက်စာလောက်နဲ့ပဲလာတာပေါ့အဲ့တော့9ရက်စာနဲ့တော့အဆင်မပြေဘူးပျောက်ကူးရအောင်နည်းလိမ့်မယ်ပြီးတော့အဲ့ဒီမှာပါတဲ့ဈေးပမာဏထူးသဖြင့် Clarithromycin လိုဟာမျိုးက250 mg လောက်ပဲပါတယ်တကယ်စနစ်ကျသုံးရမယ်ဆိုရင်500 mg လောက်သုံးရမှာဖြစ်တဲ့အတွက်ဈေးပမာဏနည်းနေအဲ့တော့အဲ့ဒီ combination kit တွေနဲ့ဆိုင်ဘိုးကုသမှုတော့သိမလုပ်စေချင်ဘူးပျောက်ကူးရအောင်တော့နည်းလိမ့်မယ်နောက်တစ်ခု2019လောက်ကြတော့အဲ့ဒီဆေး3မျိုးပါတဲ့အတွဲက89ရာခိုင်နှုန်းလောက်ပဲပျောက်တော့တာဆိုကြ10ရက်ပဲကူးလိုက်တယ်ဆိုတော့အဲ့နောက်ပိုင်းတော့2019မှာနောက်ထပ်တွေ့ရှိတဲ့ဆရာရောက်တွေ့ရှိချက်ရဆိုရင်တော့43ရာခိုင်နှုန်းလောက်ပဲ10ရက်ပဲကူးတယ်ဆို43ရာခိုင်နှုန်းလောက်ပဲပျောက်တော့ levofloxacin ပိုးသက်ဆေးအတွဲနဲ့3မျိုးပါတဲ့အတွဲဆိုတော့90ရာခိုင်နှုန်းလောက်ပဲပျောက်တော့အဲ့တော့ကျွန်တော်တို့လိုချင်တဲ့85ရာခိုင်နှုန်းနဲ့ထက်ပျောက်ကင်းပါရဆိုတဲ့အထဲကိုမရောက်တော့ဘူးเนาะ10ရက်ပဲကူးလို့တော့မရဘူးအဲ့ဒါဗျာနောက်တစ်ခုအခုကျွန်တော်တို့ဦးစားပေးတစ်ဆိုတဲ့ Bismack
quadruple therapy ကရောဘယ်လောက်ကောင်းလဲဆိုတော့95.9%ကောင်းတယ်ပေါ့2019မှာပေါ့ဆရာလင်းထက်ဦးလို့လောက်ထားတဲ့တွေ့ရှိချက်ရပါနောက်တစ်ခုက non bismuth quadruple therapy ဆိုတဲ့ဆေး၄မျိုးအတွက်ပေါ့ကျွန်တော်ပြကြရင်တင်ပြပါပါမယ်အဲ့ဒါလည်း92.9%လောက်ပျောက်သေးတယ်ပေါ့ပျောက်သေးတယ်မဆိုဘူးပေါ့နော်2019လောက်မှာတော့နောက်2019မှာပဲနောက် non bismuth quadruple therapy ဆိုတဲ့ bismuth မရသေးခင်တော့ပါနော်အဲ့ဒီဆေး၄မျိုးပါ93%လောက်ပျောက်တာကိုတွေ့နောက်တဲ့ sequential therapy ဆိုတဲ့ဟာလေးရောရှိသေးတယ်95%လောက်ပျောက်တယ်လို့တွေ့အဲ့ဒီဟာနည်းနည်းလေးကုသမှုမှာနည်းနည်းလေးလူနာလိုက်ပါဆောင်ရွက်ဖို့နည်းနည်းခက်နောက်တစ်ခု2020လောက်လေးရောက်လာတော့အဲ့ဒီ non bismuth quadruple therapy က89%လောက်ပဲပျောက်တော့တယ်ပေါ့နော်အခုထိတော့85%နဲ့ထက်တော့ marginally ရှိနေသေးတယ် non bismuth quadruple therapy ကိုအကြောင်းကျွန်တော်တို့ရွေးချယ်မယ်ဆိုရင်တော့ရွေးလို့ရနေသေးတဲ့အနေအထားတော့ရှိတယ် bismuth ဆေးပါတဲ့ဆေးတွဲကတော့ဦးစားပေးတင်နေတယ်လက်ရှိနေသေးတယ်